တွေတွေ့တယ်ကိန်းကနန်းတွေကြားတယ်ဒီလိုအချိန်မှာတွေးမိနိုင်တယ်ပေါ့လေနော်2025ခုနှစ်မှာဒီလိုမျိုး NGO တွေမှာဝင်ရောက်ပြီးတော့လုပ်ကိုင်မယ်ဆိုလို့ရှိရင်အရန်ကိုတောက်ကြနေပြီလားပေါ့ကိုယ့်အနေနဲ့ဒီလိုမျိုးအလုပ်တွေမှာဝင်ရောက်ပြီးတော့လုပ်ကိုင်ရမှာလို့အရန်ကြည့်တယ်လို့ထင်နေတာဟာဒါမှမဟုတ်ဆိုလို့ရှိရင်လည်းဒီအလုပ်မှာလုပ်ဖို့အတွက်အတွေ့အကြုံအပြင်10နှစ်လောက်လိုတယ်လို့ထင်နေတာလားပြီးလို့ရှိရင်တချို့အလုပ်တွေမှာလူတွေပြစ်နေပြီလို့ထင်နေတာလားအဲ့ဒီဟာနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဒီနေ့မှာဆွေးနွေးပေးသွားမှာဖြစ်ပါတယ်ဆူဒန်အာဖဂန်နစ္စတန်မြန်မာယီမင်ပါလက်စတိုင်းလို့နေရာမျိုးတွေကိုကျွန်တော်တို့တစ်ချက်စဉ်းစားကြည့်ကြပါခင်ဗျာကျွန်တော်တို့ရဲ့လိုအပ်ချက်ကတစ်နှစ်ပို့ပြီးတော့တိုးလာတယ်ဆိုတာကိုမြင်ရမှာဖြစ်ပါတယ်မှန်ပါတယ်ဒါကကျွန်တော်တို့ခါးသီးတဲ့အမှန်တရားတစ်ခုဖြစ်ပါတယ်ဆိုတော့ဒီပြည်ထဲမှာဆိုလို့ရှိရင်တွာလာရခက်ခဲတဲ့ပြဿနာတွေ funding gap လို့ခေါ်တဲ့ဒီဘဏ္ဍာငွေလိုအပ်ချက်ရှိတဲ့ဟာတွေပြီးရင်ချုပ်ထွေးတဲ့ပြဿနာတွေအဲ့ဒီအရာတွေကကျွန်တော်တို့ဒီဖက်ကဏ္ဍမှာပေါ့လေနော်နေ့စဉ်ကြုံတွေ့နေရတဲ့အခက်အခဲတွေဖြစ်ပါတယ်ခင်ဗျ။ဘာပဲပြောပြောမိတ်ဆွေကအခုဗီဒီယိုကိုကြည့်နေတဲ့လူဆိုတော့စိတ်အားထက်သန်မှုရှိတယ်ဆိုတာကိုညှင်းလို့မရဘူး။ဆိုတော့ဒီစိတ်အားထက်သန်မှုကပဲကျွန်တော်တို့ရဲ့စမှတ်ဖြစ်တယ်ပေါ့။နော်ဆိုတော့ဆက်ပြီးကျွန်တော်တို့ကြည့်အောင်ပါ။ဒီဗီဒီယိုမှာကျွန်တော်တို့ NGO လုပ်ငန်းတွေမှာနေ့စဉ်မှာဘယ်လိုလုပ်နေကြလဲ။ Okay အဲ့ဒီ NGO အဖွဲ့အစည်းမှာကိုယ်အနေနဲ့ဝင်ရောက်ပြီးတော့လုပ်ကင်တော့မယ်ဆိုလို့ရှိရင်ဘယ်လိုပုံစံမျိုး skills တွေလိုအပ်တာလဲနောက်တစ်ခါကိုယ်အနေနဲ့အတွေ့အကြုံမရှိဘဲနဲ့တော့မှ NGO အဖွဲ့မှာဘယ်နေရာကနေပေါဝင်ပြီးတော့ဘယ်လိုဝင်ကြမလဲပေါ့လေနော်အဲ့ဒီဟာကိုကျွန်တော်တို့ဆွေးနွေးတော့မယ်ပြီးတော့ခြားခက်တဲ့အလုပ်ကြော်ညာတွေပေါ့လေနော်အဲ့ဒီကြော်ညာတွေကိုတလူတစည်းတဲ့ကျွန်တော်တို့ဒီနေရာမှာကြည့်လို့ရမယ်ပေါ့လေနော်အဲ့ဒီဟာတွေကိုပါရှင်းပြတော့မှာဖြစ်ပါတယ်ဆက်ပြီးတော့ကြည့်ကြအောင်ပါအထူးသဖြင့်နောက်ဆုံးမှာပါလာမဲ့ CV form တွေဘယ်လိုရေးကြမလဲ cover form တွေကျွန်တော်တို့ဘယ်လိုပုံစံမျိုးရေးကြမလဲဆိုတဲ့ဟာတွေကမိတ်ဆွေတို့မှာရှိနေတဲ့အတွေ့အခေါ်တွေကိုတစုံတရာအပြောင်းလေးဒါမှမဟုတ်ခုတွေးစရာလေးတစ်ခုဖြစ်သွားနိုင်လိမ့်မယ်လို့ကျွန်တော်အနေနဲ့ကြည့်ပါတယ်ခင်ဗျ။ဒါကြောင့်မိတ်ဆွေအနေနဲ့လူကြီးတယောက်လည်းဖြစ်တယ်ပြီးလို့ရှိရင်ကိုယ့်အနေနဲ့ career ပြောင်းကျင်တယ်ပေါ့ဒီဖက်ပြီးတဲ့ကိုပြောင်းကျင်တဲ့မိတ်ဆွေတွေဆိုလို့ရှိရင်ဒီဗီဒီယိုလေးကမိတ်ဆွေတို့အတွက်အစပြုတဲ့လက်ညွှန်လေးတစ်ခုအနေနဲ့ဖြစ်သွားခဲ့ပြီဆိုလို့ရှိရင်ကျွန်တော်အနေနဲ့အရန်ကိုပဲပြောချင်ရပါတယ်ခင်ဗျပထမဆုံးအနေနဲ့ပြောချင်တာကတော့ဒီဖက်ပြီးတဲ့ကိုလာပြီးတော့လုပ်တော့မယ်လို့စဉ်းစားထားတယ်ဆိုလို့ရှိရင်ပေါ့ကိုယ့်အနေနဲ့စူပါဟီးရိုးလိုမျိုးတကူတော်စွမ်းဆောင်ပြီးတော့လုပ်ရတဲ့ပုံရိပ်တွေကိုမေ့လိုက်ပါဒီ humanitarian field ဒီစုပေါင်းပြီးတော့လုပ်ရတဲ့အစုအဖွဲ့တစ်ခုဖြစ်တယ်တယောက်တည်းလုပ်လို့မရဘူးနောက်တစ်ခါအဲ့ဒီအစုအပေါင်းလုပ်ရတဲ့အဖွဲ့မှာရှိတဲ့လူတွေတယောက်ချင်းစီကလည်းကြွေပြားခြားနာကြတယ်စနစ်တကျလည်းလုပ်ကြတယ်နောက်တစ်ခုကျွန်တော်အနေနဲ့ပြောချင်တာကပေါ့လေနော်ဒီဖက်ပြီးထဲမှာတုံးရတဲ့သုံးလုံးတွေရှိတယ်ဗျာဆိုတော့မကွဲတဲ့ဟာပေါ့ humanitarian နဲ့ development ကိုတိတ်မကွဲဘူးပေါ့ဆိုတော့ humanitarian ဆိုတဲ့ဟာကဘာလဲဆိုတော့ crisis တစ်ခုဖြစ်တယ်ပေါ့ဖြစ်ပြီးတဲ့အချိန်မှာသွားပြီးတော့လူတွေရဲ့အသက်ကိုကာကွယ်ဒါကေစေတာပေါ့သူတို့လက်ရှိခံစားနေရတဲ့ဒုက္ခဝေဒနာတွေကနေရော့ပေါ့ပါအောင်အတွက်လှုပ်ဆောင်တဲ့ဟာတွေကိုကျွန်တော် humanitarian လို့ခေါ်တယ်ဆိုတော့သူကတော့ရေလိုနေဆန်တာပေါ့ဒါပေမဲ့ကျွန်တော်ဒီဖက်မှာ human development ကကြတော့ဘာလဲဆိုတော့သူကရေရှည်လုပ်ရတဲ့အလုပ်ဖြစ်တယ်သူဒီစနစ်တွေကိုသူကဒီပြုပြင်ပြောင်းလဲဖို့အတွက်ကြိုးစားရတာပေါ့တခါတလေမှာကျွန်တော်တို့ဆင်းရဲမှုကိုရှော့ချဖို့အတွက်လှုပ်ဆောင်တဲ့လုပ်ငန်းတွေကိုကြတော့ကျွန်တော်တို့ဒီဘာလို့ရလဲဆိုတော့ရေရှည်စီမံကိန်းတွေဆွေးပြီးတော့လှုပ်ဆောင်ရပါတယ်လိုအပ်ရင်ကျွန်တော်တို့အဲ့ဒီ data မှာရှိတဲ့လူထုနဲ့အတူတကွပေါင်းဆောင်ရွက်ရတာကတော့နှစ်ခုသလုံးမှာရှိတာပေါ့ဒါပေမဲ့ကျွန်တော်တို့ development မှာကြတော့လူထုရဲ့ကိုယ်ပါဝင်ဆောင်ရွက်မှုအများဆုံးယူရတယ်ပေါ့သူတို့ရဲ့ participation ကိုအများဆုံးမြင့်ပြီးတော့လုပ်ရတယ်တစ်ဖက်မှာလည်းကျွန်တော်တို့ဒီ impartiality လို့ခေါ်တဲ့ကျွန်တော်တို့ဒီ family ဘူဝါဒကိုထိမ့်သိမ့်ပြီးတော့ဒီနိုင်အစိုးရတွေနဲ့လည်းချိတ်ဆက်ပြီးတော့ဆောင်ရွက်ရပါတယ်ပေါ့လေနော်ဆိုတော့အဲ့ဒါဒီကျွန်တော်တို့ဒီ impartiality နဲ့ non discrimination ဆိုတဲ့ကျွန်တော်တို့ဒီဆောင်ဖို့နှစ်ခုကိုတော့ကျွန်တော်တို့အနေနဲ့လက်လွှတ်လို့မရဘူးအဲ့ဒီဟာတွေကိုကျွန်တော်တို့ဒီကတိုင်တွေပြီးတော့လောက်ရတာဖြစ်တယ်ဆိုတော့ဆိုပြောရရင်ဒီဘက်က humanitarian ဖြီးကကြတော့တူတယ်development ကကြတော့ဒီရေရှည်လောက်ရတယ်စီမံကိန်းအခြေကြီးတွေဆွေးပြီးတော့လောက်ရတယ်ဒါပေမဲ့ကျွန်တော်တို့က resilient ဖြစ်အောင်အတွက်လုပ်ဖို့ဆိုလို့ရှိရင်တော့ကျွန်တော်တို့အနေနဲ့ကြိုပြီးတော့စဉ်းစားရမှာကဘာလဲဆိုတော့ humanitarian တစ်ခုတည်းကိုဝင်သွားလို့မရဘူးဆိုတော့အဲ့ဒီလူတွေကိုကျွန်တော်တို့ဒီတလက်တလောချင်းတွေမှာချင်းတွေတစ်ခုကနေအသက်အန္တရာယ်တစ်ခုကနေကာကွယ်လိုက်ုံနဲ့မရဘူးသူတို့ပြန်ပြီးတော့ resilient ဖြစ်လာအောင် recover ပေါ့လေနော်ပြန်ပြီးတော့ပုံမှန်အခြေအနေမျိုးဖြစ်လာအောင်အတွက်ဆိုလို့ရှိရင်တော့ကျွန်တော်တို့က development နဲ့
တွေ့လို့ရတယ်ပေါ့ဆိုတော့ humanitarian ရဲ့ development ရဲ့အဲ့ဒီတစ်ခုတည်းကျွန်တော်တို့ကချင်းတွေးပြီးတော့ဒီကောလုံးရမှသာလေလူထုရဲ့ resilient ကပို့ပြီးတော့ကောင်းပါမယ်ပေါ့ဒီဖက် humanitarian အကြောင်းလေးကိုပြန်ပြီးတော့တွားရအောင်ဗျာ humanitarian လို့ပြောတဲ့အခါမှာဘာတွေကိုထည့်သွင်းစဉ်းစားဖို့လိုမလဲဆိုတော့ပထမသည်တဘာဝဘေးအန္တရာယ်အကြောင်းဖြစ်တဲ့ကိစ္စပေါ့နောက်တစ်ခုကလူကြောင်းဖြစ်တဲ့အရာတွေပေါ့အဲ့ဒီအကြောင်းအရာတစ်ခုတည်းကတစ်ခုခုဒါမှမဟုတ်နှစ်ခုစလုံးပေါင်းစုံပြီးတော့ဖြစ်ပေါ်လာတဲ့ဘေးဒုက္ခတွေကိုသွားပြီးတော့ကူညီကေစေတာမျိုးကိုကျွန်တော်တို့အနေနဲ့ humanitarian assistance လုပ်ကြတယ်လို့ခေါ်ကြပါတယ်အဓိကဘာပေးလဲပေါ့အဲ့ဒီအချိန်မှာတကယ်လိုအပ်ချက်ရှိနေတဲ့အရာကဘာလဲဆိုတော့အစားအစာတွေပါမယ်တန်ချင်းတဲ့ရည်တွေပါမယ်နောက်တစ်ခုကအမိုးအကာပြီးလို့ရှိရင်ဟိုပါပေါ့ဆေးဝါးတွေပေါ့လေနော်အဲ့ဒီအရာ၄ခုပေါ့လေနော်ပြီးလို့ရှိရင်တခြားလိုအပ်တဲ့ protection support တွေကိုကျွန်တော်တို့ပေးကြတာအဲ့လိုမျိုး humanitarian assistance တွေကိုလုပ်နေနဲ့လေကျွန်တော်ရှေ့မှာပြောခဲ့သလိုပဲ development နဲ့ဆက်နေတဲ့အရာမျိုးဖြစ်တဲ့ဥစ္စာတွေဗျာရေရှည်ဘယ်လောက်ထိကျွန်တော်တို့ရောက်နိုင်မလဲဆိုတဲ့ဟာမျိုးကိုတခါတည်းထည့်သွင်းပြီးတော့လှုပ်ဆောင်ကြတာမျိုးရှိတယ်လို့အကြောင်းရင်းခံတွေကပါလေအဲ့ဒီပြဿနာကြုံတွေ့ရတဲ့ဟာတွေရဲ့အကြောင်းရင်းတွေကိုကျွန်တော်တို့ရှာဖွေဖော်ထုတ်ပြီးတော့ဖြည့်ချင်းဆောင်ရွက်တာမျိုးကိုလည်းကျွန်တော်တို့လှုပ်ဆောင်ကြတာရှိပါတယ်ဆိုတော့ဒီဘက်မှာလုပ်နေတဲ့ဟာတွေအဲ့ဒီအကြောင်းအရာ၄ခုကိုပဲအဓိကဥတည်ပြီးတော့လုပ်ကြတာလားဆိုတော့မဟုတ်ပါဘူးစီချလိုက်ရင်အများကြီးပါပဲဆိုတော့ကျွန်တော်တို့နည်းနည်းလဲမိတဲ့လောက်လေးစီကြည့်ရအောင်ဗျာအဲ့ဒီမှာဘာတွေပါမလဲပေါ့လို့နော်နည်းနည်း brainstorming လုပ်ကြည့်ရတာပေါ့ဆိုတော့ပထမတစ်ချက်အာဟာရနဲ့ဆေးပေးခံပေါ့အဲ့ဒီဟာတွေကျွန်တော်တို့လုပ်လို့ရတယ်နောက်တစ်ချက်က wash လို့ခေါ်တဲ့ water supply and sanitation hygiene ဒီနေ့ပတ်ဝန်းကျင်တန်ရှင်းရေးကြာအဲ့ဒါတွေကျွန်တော်တို့ဘယ်လိုလဲဆိုတော့ရေတွင်းရေကန်တွေကိုပြန်ပြီးတော့ပြုပြင်မွမ်းမံတာတွေရေကန်အသစ်တူတာတွေရေအဟောင်းတွေရေနှုတ်ပြောင်းတွေပြန်ပြီးတော့ကောင်းမွန်လာအောင်ရေတော့ရေလာကောင်းမွန်လာအောင်လှုပ်ဆောင်တာတွေမကောင်းတဲ့ရေတွေကိုတန်ရှင်းတဲ့ရေတွေဖြစ်အောင်ဘယ်လိုလုပ်ကြမလဲဆိုတဲ့ဟာတွေလူထုမှာအရေးပေါ်အခြေအနေမှာလိုအပ်တဲ့ရေတွေကိုထောက်ပံ့ပေးတာလို့ပါလို့hygiene တို့ vaccine တွေနဲ့ပတ်သက်ပြီးလုပ်ကြတဲ့ဟာတွေရှိတယ်ဗျာအဲ့ဒီဟာတွေရှိတယ်နောက်တစ်ခုပါလဲဆိုတော့ကျွန်တော်တို့အနေနဲ့အမိုးကာတွေပေါ့ shutter ဆိုတော့ကျွန်တော်တို့အမိုးကာဆိုရင်ညာဒီတိုင်းအိမ်တစ်လုံးလိုမျိုးပေးလိုက်တာမျိုးတော့မဟုတ်သေးဘူးအဲ့ဒီဟာအပြင်ကျွန်တော်တို့ NFI လို့ခေါ်တဲ့အိမ်သုံးပစ္စည်းပေါ့ non food item ပေါ့ချက်စားလို့မရတဲ့အဲ့ဒီအရာတွေကိုချက်ပြီးတော့စားလိုက်လို့မရတဲ့အရာဗျာဘာတွေပါမလဲအိုးခွက်ပကံဇွန်းခရင်ရေပုံးအဲ့ဒီဟာတွေကအိမ်သုံးပစ္စည်းပေါ့အဲ့ဒီလိုမျိုးဘာတွေကိုပေးတဲ့ဟာကို NFI ပေးတာပေါ့ဟုတ်ပြီနောက်တစ်ခုဘာတွေပေးလို့ရလဲဘာတွေလုပ်လို့ကြလဲပေါ့ဘာတွေလုပ်ကြလဲဆိုတော့ protection ထဲမှာမှကျွန်တော်တို့ကစုံနေအောင်ပို့များတယ်ဒီတိုင်းရိုး protection ဆိုပြီးတော့လည်းရှိတယ်အဲ့ဒါကိုကျွန်တော်တို့ဒီဘက်အပေါ်မှာတော့ general protection လို့ခေါ်ကြတယ်အဓိကဘာတွေလဲဆိုတော့ဒီလူအခွင့်အရေးနဲ့ပတ်သက်ပြီးတော့ဖြစ်ဒီလေ့လာစောင့်ကြည့်တာတွေရှိမယ်ချိုးဖောက်ခံရတဲ့နေရာမှာကျွန်တော်တို့ကဘယ်လိုပုံစံမျိုးချိုးဖောက်ခံရတာလဲကြီးလေးတဲ့ဖြစ်စဉ်တွေကိုချိုးဖောက်တာလားသေးတဲ့ဖြစ်စဉ်တွေကိုချိုးဖောက်တာလားမဖြစ်ခင်မှာဘယ်လိုကြိုတင်ပြီးတော့တားကြမလဲဖြစ်ပြီးသွားပြီဆိုလို့ရှိရင်ဘယ်လိုပုံစံမျိုးတုံ့ပြန်ပြီးတော့ဆောင်ရွက်ကြမလဲဆိုတာလုပ်ကြတဲ့ဟာတွေပေါ့အဲ့ဒါတင်ကမှအဲ့ဒီပတ်ဝန်းကျင်တစ်ခုလုံးတရားဥပဒေစိုးမိုးနေအောင်တဲ့ဘယ်လိုလုပ်ကြမလဲဆိုတဲ့အပိုင်းတွေကိုလုပ်တာတွေကိုကျွန်တော်တို့ဒီ protection ထဲမှာထည့်တယ်ဗျာနောက်တစ်ခုကတော့ child protection ပေါ့ child protection ဆိုတော့အသက်16နှစ်အောက်လူတိုင်းကိုကျွန်တော်တို့ကကလေးလို့သတ်မှတ်တယ်ပေါ့ဆိုတော့အဲ့ဒီကလေးတွေမှာရုပ်ပိုင်းဆိုင်ရာစိတ်ပိုင်းဆိုင်ရာနောက်တစ်ခုကဒီ well being ပေါ့လေနော်အဲ့ဒီဟာနဲ့ပတ်သက်ပြီးတော့သူတို့နဲ့ဒီဘယ်လိုပုံစံမျိုးရှုဖောက်ခံရတာရှိလဲမရှုဖောက်တဲ့ဘယ်လိုတားဆီးကြမလဲတကယ်လို့ဖြစ်သွားခဲ့ပြီဆိုရှိရင်ဘယ်လိုပုံစံမျိုးကတုံ့ပြန်ဆောင်ရွက်ကြမလဲဆိုတဲ့ဟာကိုဆွေးနွေးကြတာလည်းရှိပါလုပ်ကြတာလည်းရှိတယ်ပေါ့ဆိုတော့အဲ့ဒီကလေးတွေဒီနေထိုင်လို့ကောင်းတဲ့ပတ်ဝန်းကျင်ဖြစ်အောင်အတွက်လည်းဘယ်လိုဖန်တီးကြမလဲပေါ့အဲ့လိုမျိုး child protection နဲ့လုပ်ကြတာရှိတယ်နောက်တစ်ခုက gender based violence ပေါ့အဲ့ဒါတွေကလည်းကျွန်တော်တို့ protection အောက်မှာရှိပါတယ်ဆိုတော့ကြာမအခြေပြုအကြမ်းဖက်မှုပေါ့လေနော်ဆိုတော့အဲ့ဒီဟာတွေကိုလည်းကျွန်တော်တို့ကမဖြစ်အောင်ကာကွယ်တားဆီးမယ်ဖြစ်လာခဲ့ပြီဆိုလို့ရှိရင်လည်းတုံ့ပြန်ဆောင်ရွက်မယ်ပြီးလို့ရှိရင်နောက်တစ်ခုကအဲ့ဒီပတ်ဝန်းကျင်ကြီးကိုနေပြီးတော့ဒီကြာမအကြမ်းဖက်မှုကင်းစင်တဲ့ပတ်ဝန်းကျင်ဖြစ်အောင်ပဲဘယ်လိုလှုပ်ဆောင်ကြမလဲဆိုတဲ့ဟာတွေကိုလှုပ်ဆောင်ကြမှာဖြစ်ပါတယ်နောက်တစ်ခုကဘာလို့လဲဆိုတော့ MHP access လို့ခေါ်တဲ့ mental health and psychosocial ပေါ့နော် support လုပ်တဲ့ဟာပေါ့စိတ်ကျန်းမာရေးနဲ့ပတ်သက်ပြီးတော့ပြန်ပြီးတော့လူတွေနလန်ပြန်ထလာအောင်
လှုပ်ဆောင်တဲ့ဟာတွေပါတယ်နောက်တစ်ခုက mind action ပေါ့ mind and တွေနဲ့ပတ်သက်ပြီးတော့အဲ့ဒီဒေသမှာ and အသိပညာပို့ထူတာပေးတာတွေလုပ်တာမျိုးလည်းရှိတယ်ပေါ့နောက်တစ်ခုကဖြစ်သွားခဲ့ပြီပေါ့ mind ဖြစ်စဉ်တစ်ခုဖြစ်တယ်ဆိုလို့ရှိရင်အဲ့ဒီဟာကိုတုံ့ပြန်ဆောင်ရွက်တာမျိုးအရေးပေါ်ဖြစ်စေတာမျိုးအဲ့လိုမျိုး support လုပ်တာမျိုးရှိပါတယ်အဲ့ဒါတွေကိုကျွန်တော်တို့ကmind action တဲမှာထည့်တယ်ပေါ့နောက်အများကြီးပါ protection အောက်မှာလည်းကျွန်တော်တို့အများကြီးရှိတယ်ပေါ့နောက်တစ်ခုကဒီထိမ့်သိမ်းခံရတဲ့လူတွေပေါ့လေနော်အကြောင်းအရာတစ်ခုခုအကြောင်းဒီဥပဒေနဲ့ဆွဲပြီးတော့ထိမ့်သိမ်းခံရတဲ့အခါမှာသူတို့ထိမ့်သိမ်းခံရတဲ့နေရာတွေမှာဒါမှမဟုတ်ထောင်တွေမှာပေါ့လေနော်သူတို့ဒီအခွင့်အရေးနဲ့ပတ်သက်ပြီးတော့ပြေးဝါရကြရလားဆိုတော့လို့ဆောင်ကြတယ်ပဋိက္ခဒီဟာနဲ့ပတ်သက်ပြီးလုပ်တာကတော့ ICRC တို့ပြီးလို့ရှိရင် UNHCR တို့ကလေအဓိကဥဆောင်ပြီးတော့လုပ်ကြတယ်ပေါ့သူတို့ကတော့ mandate ဖြစ်တဲ့ organization ဖြစ်ပါတယ်တို့ရှိရင်ဗျာfood security ပေါ့စားနေရိက္ခာလုံခြုံရေးပေါ့အဲ့ဒီဒေသမှာစားနေရိက္ခာတွေပြန်ပြီးတော့ရရှိလာအောင်ဘယ်လိုလုပ်ကြမလဲဆိုတဲ့ဟာတွေပါမယ်အဲ့ဒီဟာတွေကို livelihood တွေခံပြီးမယ်မြန်မာလိုဆိုလို့ရှိရင်တော့တမွေးဝမ်းကြောင်းတွေပေါ့တမွေးဝမ်းကြောင်းလုပ်ငန်းတွေကိုပြန်ပြီးတော့ရလာအောင်လူထုက recover ပြန်ဖြစ်လာအောင်လှုပ်ဆောင်ပေးတဲ့အရာတွေရှိပါတယ်နောက်ဘာတွေလုပ်ကြလဲဆိုတော့ဒီ supply လုပ်ကြတယ်ညာ logistic supply ပေါ့ထောက်ပံ့ပို့ဆောင်ရေးတွေလုပ်ပေးတယ်ပေါ့လူထုမှာလိုအပ်ချက်ရှိနေတဲ့အရာတွေကိုကျွန်တော်တို့ဘက်ကနေlogistic supply တွေလုပ်ကြတာမျိုးရှိတယ်ပေါ့နောက်အရေးကြီးတဲ့အကြောင်းအရာတစ်ခုကတော့ education ဆိုတဲ့အခါမှာအခြေအနေပေါ်မူတည်ပါတယ်ဒီတိုင်းအဲ့ဒီဒေသမှာ education ဒီအခြေအနေကကျောင်းတွေပေါ့လေနော်ချီရင်းဆွဲကျောင်းတွေကအလုပ်ဖြစ်သေးလားအဲ့ဒါဆိုရင်တော့ကျွန်တော်တို့ဒီတိုင်းကျောင်းကိုပြန်ပြီးတော့ပြုပြင်မွဲမယ်ပေးတာတွေလုပ်ဆောင်ပေးတယ်ပေါ့ infrastructure နဲ့ပတ်သက်ပြီးတော့ပေါ့တကယ်လို့အဲ့ဒီကျောင်းတွေမရှိဘူးနေရအသစ်တစ်ခုမှာတော့ပြီးတော့လူတွေကစခန်းချရတာမျိုး IDP အနေနဲ့တော့ပြီးတော့နေရတာမျိုးဆိုလို့ရှိရင်အဲ့ဒီဒေသမှာကလေးတွေအနေနဲ့ကျမ်းမာရေးနဲ့ပတ်သက်ပေါ့ပညာရေးနဲ့ပတ်သက်ပြီးတော့လက်လန်းမီအောင်အတွက်ဆိုလို့ရှိရင်ယာယီပညာသင်ကြားရေးဌာနတွေဖွင့်ပြီးတော့ကျွန်တော်တို့ကလေးတွေပညာရေးမလီဟင်းအောင်အတွက်လှုပ်ဆောင်ပေးတာတွေရှိပါတယ်အဲ့ဒါကိုကျွန်တော်တို့ကအင်္ဂလိပ်လိုဆိုလို့ရှိရင်တော့ TLS ဒါမှမဟုတ် TLC ပေါ့အဓိကရှေ့ကနှလုံးကိုပဲယူပါ temporary learning space ဒါမှမဟုတ် temporary learning center ပေါ့ယာယီပညာသင်ကြားရေးဌာနတွေဖွင့်ပြီးတော့အဲ့ဒီအစိုးရကျောင်းကထုတ်ထားတဲ့ကျောင်းသုံးစာအုပ်တွေကိုပဲအဲ့ဒီမှာယာယီဆရာတွေနဲ့အတူသင်ကြားပေးတာမျိုးတွေလှုပ်ဆောင်ပေးရတာမျိုးရှိပါတယ်ခင်ဗျဒါကတော့အရင်ကပဲအကြီးတဲ့အပိုင်းတွေဖြစ်ပါတယ်ဆိုတော့ကျွန်တော်အခုချက်ကပြောတော့တဲ့ဥစ္စာတွေကဘာလဲဆိုတော့ကျွန်တော်တို့အနေနဲ့ဒီဖီးထဲမှာဆင်းပြီးတော့ကိုယ်တိုင်ကိုကြသွားလုပ်တဲ့လုပ်ငန်းတွေဖြစ်တယ်ပေါ့ဆိုလိုချင်တာကဗျာအာဟာရနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဖီးထဲမှာလုပ်မယ်ပေါ့အဲ့ဒါဆိုရင်အဲ့ဒီဝန်ထမ်းတွေကသူတို့ဒီရုံးမှာတော့ရှိမယ်သူလှုပ်ဆောင်မဲ့အချိန်မှာရုံးကနေပြီးတော့အဲ့ဒီနေရာကိုတွားပြီးတော့လှုပ်ဆောင်ရတာဖြစ်တယ်အဲ့တော့အခုကျွန်တော်ရှင်းပြချင်တဲ့ဥစ္စာကတော့သူတို့ဒီ NGO မှာတော့လုပ်တယ်ဒါပေမဲ့ဖီးထဲကိုတော့ပေါ်လာရတာတော့နည်းနည်းတော့နေတယ်ကျွန်တော်မိတ်ဆွေတို့လည်းအများကြီးသိမှာပါစီးပွားရေးနေပြည်မှာဆိုရင်ဘယ်လိုလဲဆိုတော့ရှေ့ကကျွန်တော်ပြောတော့တဲ့ဥစ္စာကလူတွေကိုအယောင်းဝန်ထမ်းတွေလို့သတ်မှတ်ကြည့်လား sales promoter ပေါ့လေနော်ဆိုတော့ sales promoter တွေဆိုလို့ရှိရင်ဘာလုပ်ရလဲဆိုတော့ဆိုပါစို့သူတို့ရဲ့ကုန်ပစ္စည်းတွေရောင်းအားကောင်းလာအောင်အတွက်client အသစ်တွေချရတယ်ဒါမှမဟုတ်ကျွန်တော်တို့လူစီကားတဲ့နေရာတွေကိုတွားပြီးတော့သူတို့ရဲ့ကုန်ပစ္စည်းတွေရောင်းကောင်းလာအောင်လူတွေသိလာအောင်လှုပ်ဆောင်ကြတဲ့လူတွေပေါ့ဒါတော့တိတ်တော့ဆက်ဆက်မှုတော့မရှိပါဘူးဒါပေမဲ့ကျွန်တော်မြေသားအောင်အတွက်ပြပေးနေတာမျိုးပဲဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒါဒီတခုခုမှားယွင်းခဲ့တယ်ဆိုလို့ရှိရင်ကျွန်တော်ကိုခွင့်လက်ပေးပါနော်ဆိုတော့ဆက်ပြီးတော့တွားရအောင်ဗျာအဲ့တော့အဲ့ဒီ business မှာဆိုလို့ရှိရင်အဲ့ဒီ sales promoter တွေ sales manager တွေ product manager တွေကျွန်တော်ဘာတွေရှိကြလဲဆိုတော့နောက်ွယ်မှာအလုပ်လုပ်နေတဲ့ HR တွေရှိတယ်မလား HR တွေရှိမယ် finance တွေရှိမယ် admin တွေရှိမယ် logistics တွေရှိမယ်ပေါ့ဆိုတော့ဒီဖက်မှာလဲဒီ INGO ဖီးထဲမှာလဲအဲ့ဒီလူတွေရှိတယ်ဆိုတော့သူတို့ကတော့ဖီးထဲကိုဆင်းတာတော့နေတယ်ဒါပေမဲ့အဲ့ဒီဖီးထဲကိုဆင်းပြီးတော့လုံမဲ့လူတွေအနေနဲ့လောက်ရတာပို့ပြီးတော့လွယ်ကူစင်ပြေချော့မွေ့အောင်အတွက်ဆိုလို့ရှိရင်သူတို့ကလုပ်ပေးရတယ်သူတို့အဲ့လိုသာမလုပ်ပေးဘူးဆိုလို့ရှိရင်ကျွန်တော်တို့လုပ်နေတဲ့လုပ်ငန်းတွေကအဆင်မပြေဘူးအဆင်မပြေတော့သူတို့အနေနဲ့ဒီ logistics ဆိုရင်ညာကျွန်တော်တို့သုံးဆွေးမဲ့ကားတွေအတွက်သူတို့က
ပြင်ဆင်ပေးတာမျိုးရှိတယ်လိုအပ်တဲ့ကုန်ပစ္စည်းတွေကျွန်တော်တို့ထောက်ပံ့ပေးလိုက်မဲ့ဟိုပါပေါ့ NFI လိုမျိုး non food item တွေကျွန်တော်တို့ပေးတော့မယ်ဆိုလို့ရှိရင်အဲ့ဒီ local မှာရတဲ့product တွေကိုအဲ့ဒီ logistic department တွေကကျွန်တော်တို့ဒါ profit ရောက်လုပ်တယ်ပေါ့လေနော်ဝယ်တယ်ပေါ့ပြီးမှကျွန်တော်တို့ဟိုထောက်ပံ့ပေးတယ်ပေါ့ဆိုတော့ကျွန်တော်တို့လည်းဗာတက်တာလဲဆိုတော့အဲ့လိုမျိုးကျွန်တော်တို့ကတော့ပြီးတော့ပို့တိုင်းကိုရတော့ချနေကြရမလို့အများကြီးအကျိုးရှိတယ်ပြီးတော့သူတို့အနေနဲ့ဒီဟာတွေနဲ့ရှစ်ဆက်ထားတဲ့အတွက်ကြောင့်မလို့လုပ်ငန်းလုပ်ဆောင်တဲ့အခါမှာမြန်ဆန်လွယ်ကူတယ်နောက်တစ်ခုကအဖွဲ့အစည်းရဲ့ transparency လက်တက်စေတယ်စနစ်တကျလည်းဖြစ်တဲ့ခါကျတော့အချိန်ကုန်တက်တာလေပေါ့အဲ့လိုမျိုးအကျိုးကျေးဇူးတွေအများကြီးရှိတယ်ဆိုတော့ finance တိတ်ဆိုရင်လည်းလိုပဲဒီဘက်မှာဒီ UP ထဲမှာတစ်ခုကတော့ကျွန်တော်တို့မှာ profit နဲ့မတူတာ not profit ဖြစ်နေတဲ့အခါကျတော့ကျွန်တော်တို့စီကိုအလူရှင်ကဆိုပါစို့ဗျာဒေါ်လာ1000ပေးတယ်ဆိုပါစို့အဲ့ဒီ1000ကိုကျွန်တော်တို့ကသုံးရတာအဲ့ဒီ1000ကိုကျွန်တော်တို့ကဒီစီးပွားရေးကဏ္ဍတွေမှာလိုမျိုးဟို boss ကတထဲကပေါ့လေနော် your main ဒေါ်လာ1000ယူဒီဒေါ်လာ1000ကိုဒေါ်လာ2000ဖြစ်အောင်လုပ်ပေးရမယ်ဆိုပြီးတော့လုပ်ကြတာမဟုတ်ဘူးဆိုတော့ကျွန်တော်တို့ကဒီဘက်မှာကြတော့အဲ့ဒီဒေါ်လာ1000ကိုဟိုပါပေါ့လေနော် efficiently နဲ့ effectively အဲ့ဒီနှစ်ခုနောက်တစ်ခုကကြတော့ cost and effective အဲ့ဒီဟာတွေပေါ်မှာမူတည်ပြီးတော့သုံးဆွဲရတာဖြစ်တယ်ပေါ့ဆိုတော့သုံးဆွဲရတဲ့အခါမှာဆိုလို့ရှိရင်ကျွန်တော်တို့ကအမြတ်မရှိဘူးအဲ့1000ကိုကျွန်တော်တို့ကဟိုအဲ့ဒီ bid တန်ခံလူထုစီကိုရောက်ရှိအောင်အတွက်လုပ်ရတဲ့အခါမှာ finance တင်းရဲ့အခက်အခဲအရေးကြီးတယ်ဆိုတော့ finance မှာကျွန်တော်တို့ကစိတ်ဝင်စားတယ်ဆိုလို့ရှိရင်လည်းဒီအကြောင်းအရာတွေကိုကျွန်တော်တို့တည်ထားဖို့လိုပါတယ် finance မှာလုပ်မယ်ဆိုလို့ရှိရင်လည်းကျွန်တော်တို့ဘာပေါ်လဲပေါ့ခုနကကျွန်တော်ရှင်းပြခဲ့တဲ့ဥစ္စာကိုသိပြီဆိုလို့ရှိရင်မိတ်ဆွေကfinance နဲ့ပတ်သက်ပြီးသင်တဲ့နေတက်ထားတဲ့သူဆိုလို့ရှိရင်ဟောဒါကတော့ဒီလိုလုပ်ပါလားဆိုတော့မိတ်ဆွေတို့ခုအနေနဲ့ဆိုလို့ရှိရင်ပေါ်ပေါက်ပြီလို့ယူဆပါတယ်ဘယ်လိုပဲ logistics ဆိုရင်လည်းကျွန်တော်တို့ business ဘက်မှာလုပ်နေလို့ဘာမှမပေါ်ပါဘူးfinance အဲ့လိုရှိမယ် admin ဆိုလည်းအဲ့လိုပဲကျွန်တော်တို့ရုံးမှာသုံးဆွဲမဲ့အကြောင်းဟိုပါပေါ့ ထိုင်ကွန်စရိကရိယာနောက်တစ်ခါ ball band လိုမျိုးအဲ့လိုမျိုးတွေကိုကျွန်တော်တို့ကဟိုဝန်ထမ်းတွေအနေနဲ့ဆင်ပြေအောင်ဆိုပြီးတော့စီစဉ်ပေးရတဲ့လူတွေပေါ့လိုအပ်ရင်ကျွန်တော်တို့တင်တဲ့ခန်းမတွေစီစဉ်ပေးရတာမျိုးလည်းရှိတာပေါ့အဲ့လိုပဲ HR ဆိုရင်လည်းအဲ့လိုပဲဝန်ထမ်းကောင်းပြီ right person the right place ကိုရအောင်ပဲသူတို့ကနေဒီ hiring လုပ်ပေးတာပေါ့ hiring လုပ်ပေးရုံနဲ့တော့သူတို့ကတော့အဲ့လိုပြီးတော့မဟုတ်သေးဘူးနော်နောက်အများကြီးရှိသေးတာပေါ့ဒီဟာလည်းအများကြီးတယ်ပေါ့အဲ့တော့အခုပဲမှတ်ပါဆိုတော့ဒီနောက်ွယ်မှာလုပ်နေတဲ့လူတွေအတွက်ကကြတော့ HR finance admin logistics တွေပြီးကျွန်တော်တို့ business မှာလုပ်နေတဲ့လိုရတဲ့ function တွေသိမပေါ်အောင်ဒါပေမဲ့ကျွန်တော်တို့က profit တော့မဟုတ်ဘူးနောက်အရေးကြီးတဲ့ဥစ္စာတွေတခုကျွန်တော်တို့ဆက်ပြီးတော့သွားရအောင်ဗျာအဲ့ဒါတော့ဗာလဲဆိုတော့ဒီအဖွဲ့အစည်းတစ်ခုမှမဖြစ်မနေလိုအပ်တဲ့ယာထူးအဆင့်တွေပေါ့ဆိုတော့ဒီမှာလဲအဲ့လိုပါပဲဟိုကျွန်တော်တို့တော်တော်များများအသုံးပြုကြတာများတဲ့သမယိုးကြဖြစ်တဲ့ legative လိုမျိုးဆက်ဆက်ဟိုပါပေါ့လေနော်အဆင့်တွေရှိတယ်။ pyramid လို့လည်းကျွန်တော်တို့ကခေါ်လို့ရတာပေါ့အဲ့တော့အဲ့ဒီ pyramid အောက်ခြေမှာရှိတဲ့လူတွေကတော့ကျွန်တော်တို့ဒီ volunteer တွေပေါ့စေတနာ့ဝန်ထမ်းတွေဖြစ်တယ်ပေါ့သူတို့ကတော့လစာမရဘူးလစာမပေးဘူးသူတို့ကိုဒီစေတနာနဲ့လုပ်တဲ့ကြောင့်မလို့ကျွန်တော်တို့ဒီထောက်ပံ့နည်းနည်းပေးတာမျိုးရှိတယ်အဲ့ဒီလူတွေဒီကျွန်တော် P တွေကဝန်ထမ်းတွေနဲ့တူတူလက်တွဲပြီးတော့လုပ်ရတယ်ဆိုတော့ P ဝန်ထမ်းကတော့ဒီဘက်မှာကျွန်တော်တို့ကအသုံးနှုန်းတွေကတော့နည်းနည်းကွဲတာပေါ့ဗျာဒါဖွင့်တဲ့တစ်ပွဲကတော့မတူဘူးသုံးဆွဲတဲ့ပုံစံကတော်တော်များများသုံးဆွဲတဲ့ရေဘူးရအသုံးနှုန်းတွေကိုကျွန်တော်ရှင်းပြတော့မှာဆိုတော့အဲ့ဒီ P ဝန်ထမ်းတွေကိုကျွန်တော်တို့ကဘယ်လိုခေါ်ကြလဲပေါ့သူတို့ကတော့ project assistant လို့ခေါ်ကြတာများတယ်ဒါမှမဟုတ်ရင်လည်းကျွန်တော်တို့ဒီ promoter bar promoter ညာ promoter ပေါ့health promoter hygiene promoter ပေါ့အဲ့လိုမျိုးသုံးကြတယ်ပေါ့ဆိုတော့သူတို့ရှိမယ်သူတို့9ယောက်ရှိတယ်ပေါ့သူတို့9ယောက်ရဲ့အပေါ်မှာ officer 2ယောက်ရှိတယ်ပေါ့သူတို့နှစ်ဟိုပါပေါ့သူတို့ကို supervise လုပ်ဖို့အတွက်2ယောက်ရှိမယ်သူတို့ရဲ့ officer တွေရဲ့အပေါ်မှာ coordinator ဒါမှမဟုတ်ဘူးဆိုလို့ရှိရင်လည်း senior project officer ဆိုပြီးတော့ထားရှိတယ်သူတို့ရဲ့အပေါ်မှာတော့အကုန်လုံးပေါ့လေနော်ဒီ project တစ်ခုလုံးကို manage လုပ်ဖို့အတွက် project manager ဆိုတဲ့ဟာမျိုးရှိတယ်ဟုတ်အဲ့ဒီ project တစ်ခုမှာရှိတဲ့ဝန်ထမ်းအရေအတွက်ကအဲ့ဒီ project ကဘယ်လောက်ကြီးလဲဆိုတဲ့ပုံမှာမူတည်ပြီးတော့ site ကအများကြီးဟိုကျွန်တော်တို့ကကွေပြားသွားနိုင်တယ်ပေါ့တချို့တိလေး project မှာဆိုရင် officer နဲ့ manager 2ယောက်ပဲရှိတယ်ဗျာဟုတ်တယ်2ယောက်ပဲကပဲအဲ့ဒီ project တစ်ခုလုံးကို run ကြတယ်တချို့မှာတော့ project assistant အယောက်20လောက်ရှိတယ် officer ဆိုရင်900လောက်ရှိတယ် coordinator မနိုင်လို့2ယောက်ရှိတယ်ပေါ့အဲ့ဒီပုံမှာကျွန်တော်တို့က project manager ဆိုတာရှိတယ်ပေါ့
ဆိုတော့သူတို့ကခုနပြောခဲ့တဲ့လိုပဲ FIDE ကလုတ်ကြရတဲ့လူတွေဖြစ်တဲ့အတွက်ကြောင့်မလို့ FIDE မှာရှိမယ်အဲ့တော့သူတို့ဒီ FIDE မှာလုပ်မယ်အဲ့ဒီ FIDE ရုံးမှာ project 3ခုလောက်ရှိတယ်ဆိုပါစို့အဲ့ဒီ3ခုဆိုလို့ရှိရင် project manager 3ယောက်ရှိမယ်ပေါ့ဆိုတော့တချို့သောအဖွဲ့အစည်းမှာ project manager တစ်ယောက်တည်းက project 3ခုလောက်ခါရတာမျိုးလည်းရှိတယ်အဲ့ဒါတော့အဲ့ဒီအဖွဲ့အစည်းရဲ့ organogram လို့ခေါ်တဲ့ခုနကပြောခဲ့တဲ့ organizational structure နဲ့အများကြီးကျွန်တော်သက်ဆိုင်တယ်အဲ့ဒီ project manager တွေရဲ့အပေါ်မှာဘယ်သူတွေကရှိတယ်လဲဆိုတော့ ဖီယုံတယုံလုံးကိုကျွန်တော်တို့ကဒီ manage လုပ်နေတဲ့ office manager လိုမျိုးsenior ဝန်ထမ်းတွေရှိတတ်တယ်သူတို့ကိုအခေါ်ကတော့ fee coordinator လို့လည်းခေါ်ခြင်းခေါ်တယ်ဗျာ office manager လို့လည်းခေါ်ခြင်းခေါ်တယ်နောက်တစ်မျိုးကတော့ကျွန်တော်တို့ကhead of office အဲ့လိုမျိုးလေးခေါ်ကြတာရှိတယ်ဆိုတော့အဲ့ဒီလူတွေဒီကျွန်တော်တို့ဖီယုံမှာရှိတဲ့လူတွေအဲ့ဒီလူရဲ့အပေါ်မှာကျွန်တော်တို့ကဘယ်သူတွေရှိကြလဲဆိုတော့ကျွန်တော်တို့ဒီရန်ကုန်ရုံးလိုမျိုး CO ရုံးလို့ခေါ်တာပေါ့လေနော်ဒီနိုင်ငံတနိုင်ငံရဲ့ဒီမျိုးကြီးတွေမှာရှိတတ်တယ်ပေါ့အဲ့ဒီမှာ CD တွေကကျွန်တော်တို့ရုံးထိုင်တယ် CD တွေရှိမယ် CD ဆိုတော့ country director ပေါ့သူတို့ရှိမယ်သူတို့အောက်မှာတချို့ director တွေရှိမယ်ပြီးလို့ရှိရင် subject matter expert တွေရှိမယ်နောက်တစ်ခုကဒီအဲ့ဒီ project manager တွေကို technical support လုပ်မယ် program manager တွေရှိမယ်ဟုတ်တယ်နော်ဒါမှမဟုတ် advisor တွေရှိမယ်ဒါကတော့ဖွဲ့စည်းတစ်ခုနဲ့တစ်ခုနဲ့မတူပါဘူးအဲ့ဒီလူတွေရှိနေမယ်ဒါမှမဟုတ်ဆိုလို့ရှိရင်လည်း head of department ပေါ့အဲ့လို HOD တို့ဘာလို့ရှိနေမယ်ပေါ့ဗျာအဲ့လူတွေကနေပြီးတော့ကျွန်တော်တို့ဖီယုံတွေကို technical support လုပ်တာမျိုးရှိတယ်ဆိုတော့လူထုစီကိုဓာတ်ရိုက်ရောက်တဲ့လူတွေကတော့ဒီအဲ့ဒီဖီယုံကဝန်ထမ်းတွေကတော့တော်တော်များများလူထုနဲ့ဓာတ်ရိုက်ဆက်ဆံရတာရှိတယ်ဒါပေမဲ့ဒီဘက်ဒီ office ပေါ့လေနော်CO မှာဆိုလို့ရှိရင်တော့တော်တော်များများကဒီ human ဟိုပါပေါ့လေနော် management နဲ့ကျွန်တော်တို့က conceptualize ပေါ့လေနော် concept management လုပ်ရတာမျိုးတွေတော်တော်များရှိပါတယ် daily fee operation ကိုကြတော့ဖီယုံကလူတွေကလုပ်တာများပါတယ်ဆိုတော့အဲ့ဒီ CO ရုံးတွေရဲ့အပေါ်မှာဘယ်သူရှိတော့ဘယ်သူရှိလဲဆိုတော့ regional office လိုမျိုးစင်ကာပူမှာထိုင်တဲ့လူတွေရှိမယ်တချို့ရုံးတွေဆိုလို့ရှိရင်ကျွန်တော်တို့ကဘန်ကောက်မှာရုံးထိုင်တယ်ပေါ့အဲ့ဒီကနေတစ်ဆင့်ကျွန်တော်တို့ကဒီရုံးတွေကိုမြန်မာနိုင်ငံရှိမယ်ဖိလစ်ပင်းရှိမယ်ကမ်ဘောဒီးယားရှိမယ်လာအိုရှိမယ်အဲ့ဒီရုံးတွေကို CO ရုံးတွေကိုသူတို့ကနေပြီးတော့ regional ကနေပြီးတော့ support လုပ်တာပေါ့နော်လွတ်တဲ့ technical support လုပ်တယ်ပေါ့ဟုတ်ပြီအဲ့ဒီ regional ရုံးကိုဘယ်သူကလုပ်လဲဆိုတော့ headquarter လို့လည်းခေါ်တယ် global hub လို့လည်းခေါ်ကြတယ်ပေါ့ဆိုပါစို့ဗျာ IRC လို့အဖွဲ့တည်သူတို့ရဲ့မူလဘူတာအဲ့ဒီ IRC ကိုဖွဲ့စည်းခဲ့တာAmerican နိုင်ငံမှာ USA မှာဖြစ်တယ်ဆိုတော့သူတို့ရဲ့ headquarter ဒီ USA မှာရှိမယ်အဲ့လိုမျိုးပဲ Save the Children ရုံး Save the Children ကလည်းကျွန်တော်တို့က UK မှာစတင်ဖွဲ့စည်းခဲ့တဲ့အတွက်ကြောင့်မလို့သူတို့ရဲ့ Field of ဟိုပါပေါ့ Global Hub က UK မှာရှိမယ်နောက်အဲ့လိုမျိုးပဲ DRC ဆိုတာဒီဒိမတ်ရဲ့အဖွဲ့ဒိမတ်နိုင်ငံကနေခြေပြုပြီးတော့ဖွဲ့တဲ့အဖွဲ့အဲ့လိုပဲ NRC Norwegian Refugee Council ပေါ့သူတို့ကလည်းအဲ့ဒီနော်ဝေနိုင်ငံကနေလာပြီးတော့ကျွန်တော်တို့ technical ဟိုပါပေါ့ဒီ humanitarian assistance တွေပေးနေကြတဲ့အဖွဲ့တွေဖြစ်ပါတယ်ဒါလို့ဆိုရင်တော့ကျွန်တော်တို့ဒီဖွဲ့စည်းမှာရှိတဲ့ organogram အပါအဝင်ဘယ်လိုတွေအဆင့်ဆင့် support လုပ်နေကြလဲဆိုတာကိုမိတ်ဆွေတို့သိလောက်ကြပြီလို့ထင်ပါတယ်ခင်ဗျာအဲ့မှာအရေးကြီးတဲ့ဥစ္စာလေးတစ်ခုရှိတယ်ဗျာလေ NGO မှာပဲဖြစ်ဖြစ်ပေါ့လေနော် NGO ဆိုတော့ INGO ပေါ့ INGO မှာပဲဖြစ်ဖြစ် UN မှာပဲဖြစ်ဖြစ်နည်းနည်းလေး꿰ပြတာလေးတစ်ခုရှိတယ်အဲ့ဒါကဘာလဲဆိုတော့ national position နဲ့ international position ဆိုပြီးတော့နှစ်မျိုး꿰ပါတယ်တခါတလေမှာ project officer လို့ကျွန်တော်တို့ကခေါ်တယ်အဲ့ဒီ project officer ဒီ national project officer လား international project officer လားအဲ့ဒီဟာ꿰ရတယ်ပေါ့ function လဲ꿰တယ်လို့သူတို့ရပိုက်ခွင့်ကလည်းမတူဘူးဗျပြီးလို့ရှိရင်သူတို့ကင်တွေရတဲ့ဟာနဲ့နည်းနည်းလေးတော့နည်းနည်းမဟုတ်ဘူးအများကြီး꿰ပါတယ်ဆိုတော့အဲ့ဒီဟာလေးတစ်ခုကိုလည်းကျွန်တော်ကသတိထားဖို့လိုပါတယ် national ဆိုတာကဗျာမြန်မာနိုင်ငံသားမြန်မာနိုင်ငံမှာလုပ်မယ်ဆိုလို့ရှိရင်အဲ့ဒါကို national ပေါ့ဆိုတော့ international ဆိုတာကတော့မြန်မာနိုင်ငံသားမဟုတ်တဲ့လူတွေကနေပြီးတော့မြန်မာနိုင်ငံမှာလာလုပ်တဲ့ဟာကို international လို့ကျွန်တော်ခေါ်ကြတယ်ပေါ့တချို့သောကိစ္စတွေမှာတော့ချွင်းချက်တွေကတော့ရှိမှာပေါ့ဗျာဒါမှမဟုတ်ဒါဒီရေဘူးရပြောတာမျိုးဖြစ်ပါတယ်တကယ်လို့မြန်မာနိုင်ငံကလူတစ်ယောက်ကဆိုပါစို့နောက်တစ်နိုင်ငံကိုတွားပြီးတော့လုပ်မယ်ဆိုလို့ရှိရင်အဲ့ဒါဒီ national နဲ့ international လားဟုတ်တယ် international အနေနဲ့ကျွန်တော်တို့လုပ်ရမှာဖြစ်တယ်ပေါ့ဆိုတော့ကျွန်တော်တို့က international ဝန်ထမ်းတွေလာရတဲ့
ခံစားခွင့်တွေကိုရမှာဖြစ်တယ်ဆိုတော့မိတ်ဆွေတို့အနေနဲ့ကောအခုကျွန်တော်ချင်းပြသွားတဲ့ဥစ္စာကိုကြည်ပြီးသွားတဲ့အချိန်မှာနောက်ထောင်ပြီးသွားတဲ့အချိန်မှာကိုယ်နဲ့ဒီဖိထဲမှာဝင်မယ်ဆိုလို့ရှိရင်ဘေးကနေစောင့်ရမယ်ပေါ့တော့ကိုယ်အနေနဲ့ထိုက်တဲ့အတွေ့အကြုံတွေရှိတယ်ဆိုလို့ရှိရင်တော့ခုနပြောခဲ့တဲ့ position တွေကိုကြိုက်တဲ့အရာကိုရွေးပေါ့ဒါမှမဟုတ်ကိုကအတွေ့အကြုံတစ်ခုလိုချင်တယ်ဆိုလို့ရှိရင်တော့စေနာဝန်ထမ်းကနေစလို့ရတယ်ဒါမှမဟုတ်ဆိုလို့ရှိရင်လည်းကျွန်တော်က intern position တွေခေါ်တာရှိတယ်ကြာဆိုတော့အလုပ်တင်ပေါ့လေနော်အဲ့ဒီအလုပ်တင်တွေဟို position တွေ opportunity တွေပေါ်လာပြီဆိုလို့ရှိရင်ရှောက်ပါပြီးလို့ရှိရင်အဲ့ဒီကနေစင်လုပ်ပါပေါ့တော့ intern မှာလည်းကျွန်တော်တို့က INGO ကခေါ်တဲ့ intern နဲ့ UN ကခေါ်တဲ့ intern နဲ့မတူဘူးဆိုတော့ UN ကခေါ်တဲ့ intern တွေကပို့ပြီးတော့အကျိုးခံစားခွင့်မြင့်တယ်ဟိုတော်တော်လေးကိုကွာတာပေါ့လေနော်ဆိုတော့ဒါကတော့မိတ်ဆွေတို့စဉ်းစားတဲ့အပေါ်မှာမူတည်ပါလိမ့်မယ်ပြီးလို့ရှိရင်မိတ်ဆွေတို့မှာရှိနေတဲ့လက်ရှိအရင်တော့ကရှိခဲ့တဲ့အတွေ့အကြုံတွေအပေါ်မှာမူတည်ပြီးတော့ကျွန်တော်တို့အဲ့ဒါလေးကိုစဉ်းစားမှာဖြစ်တယ်ဟိုဒါကတော့ကျွန်တော်တို့လူတိုင်းစတာပဲကျွန်တော်ဆိုလို့ရှိရင်လည်း volunteer အနေနဲ့3နှစ်လောက်လုပ်ခဲ့တယ်ပြီးမှအဲ့ဒီဟာရတဲ့အတွေ့အကြုံတွေပဲကျွန်တော်ဒီဖီးထဲမှာဒီလိုမျိုးအချိန်ကြာကြီးလုပ်နိုင်ခဲ့တယ်ဆိုတော့ဒါလူတိုင်းစကြတဲ့ဟာပေါ့ဒါပေမဲ့တချို့ကတော့ရှိတာပေါ့လေနော်နိုင်ငံခြားတွေမှာကျွန်တော်တို့ဒီ humanitarian ပတ်သက်ပြီးတော့ကျောင်းတွေတက်လာပြီးတော့မှတခါတည်းတန်းပြီးတော့ဒီsubject matter expert လိုမျိုးဝင်ကြတဲ့လူတွေလည်းရှိပါတယ်တကယ်လို့မိတ်ဆွေကအဲ့လိုမျိုးဆိုလို့ရှိရင်တော့ဒီလိုမျိုးတခါတည်း6ခုတည်းကိုကျွန်တော် encourage လုပ်ပါတယ်ခင်ဗျကို့အနေနဲ့စေနာဝန်ထမ်းကလည်းမစကျင်ဘူးဘယ်ကနေစမလဲမသိဘူးပြီးလို့ရှိရင်ဆိုပါစို့ဗျာဘလို့အရေးချင်းတွေကိုဖြည့်ရမလဲဆိုတာမသိဘူးဆိုလို့ရှိရင်တော့ကျွန်တော်တိုက်တွန်းလိုတာကတော့ဒီ assistant လိုမျိုးနေရာကနေစကြည့်မလားပေါ့လေနော်စ try ကြည့်မလားပေါ့စ try ကြည့်မယ်ဆိုလို့ရှိရင်လည်းခုနပြောခဲ့သလိုပဲဘလို့လိုအပ်ချက်တွေရှိနေတာလဲဆိုတာ requirement သိဖို့အတွက်ဆိုလို့ရှိရင်အလွယ်ကူဆုံးနည်းလမ်းကတော့ assistant နဲ့ပတ်သက်တဲ့ project ဟိုပါပေါ့ announcement တွေ vacancy announcement တွေကိုရှာဖက်မယ်ဗျာအဲ့မှာဗာတောင်းထားလဲပေါ့ဒီဘွေးရမယ်တို့နောက်တစ်ခုကteamwork ကောင်းရမယ်တို့negotiation skill ဖြစ်ကောင်းရမယ်တို့ communication skill ကောင်းရမယ်တို့အဲ့ဒီဟာတွေဒီသူတို့ကလိုအပ်ချက်ဖြစ်တယ်ဆိုတော့သူတို့ရဲ့လိုအပ်ချက်ကို meet ဖြစ်အောင်အတွက်ဆိုလို့ရှိရင်ကျွန်တော်တို့ကဖြစ်ရမှာလေနော်အဲ့ဒီဟာတွေကိုကျွန်တော်တို့ဖြစ်ရမယ်နောက်တစ်ခုဘာတွေကျွန်တော်တို့ကကြိုပြီးတော့ဟိုပါပေါ့လှုပ်ထားဖို့လိုမလဲဆိုတော့အဖွဲ့အစည်းတွေမှာမဖြစ်မနေတည်ရမယ့်အရာတွေဆိုတာရှိတယ်ကြာ interview တွေမှာလည်းခဏခဏမေးတဲ့ဥစ္စာတွေပေါ့ gender equality နဲ့ပတ်သက်ပြီးတော့ကျွန်တော်သိနေဖို့လိုတယ် LGBTQI+ ဆိုတာဘာလဲကျွန်တော်သိနေဖို့လိုတယ် diversity inclusion ဘာလဲကျွန်တော်တို့သိနေဖို့လိုတယ်နောက်တစ်ခုကအရေးကြီးတဲ့ဥစ္စာတစ်ခုဖြစ်တဲ့ PSEA လို့ခေါ်တဲ့prevention of sexual exploitation and abuse ပေါ့လေနော်လိင်ပိုင်းဆိုင်ရာကောင်းမှုဖြစ်အမြတ်ထုတ်ခြင်းမှလေကျွန်တော်တို့ကကာကွယ်ခြင်းပေါ့အဲ့ဒီဟာတွေကိုသိနေဖို့လိုတယ်အခုကျွန်တော်မိတ်ဆွေကိုအဲ့ဒီဟာလေးပေးလိုက်ပြီဆိုတော့ Google နဲ့ခောက်ကြည့်ပါသင်တဲ့ free ပေးထားတဲ့ဟာတွေရှိတယ်အဲ့ဒီဟာတွေမှာတစ်စင်လေ့လာပါ certificate တွေ free ရတဲ့ဟာတွေရှိတယ်အဲ့ဒီဟာတွေယူထားပါအနည်းဆုံးဘာဖြစ်မလဲဆိုတော့အဲ့ဒီဟာတွေကိုကျွန်တော်တို့က interview တိုင်းမှာပါတယ်ဆိုတော့အခုဆိုလို့ရှိရင်မိခွန်းစေချောင်းမိမဲ့အထက်မှာမိတ်ဆွေကမိခွန်းတစ်ခုရဲ့အဖြေကိုရပြီနော်ဆိုတော့ဆက်သွားရအောင်ဗျာ gender equality ကလည်းပေးတယ်ဆိုတော့နှစ်ခုရပြီဗျာနောက်8ခုကိုပဲကိုကဖြည့်ဖို့အတွက်ကျွန်တော်ရယ်ပေါ့ဆိုတော့ခုလက်ပေါ့ဟိုအဲ့ဒီဟိုဟာနဲ့ပတ်သက်ပြီးတော့လဲကျွန်တော်တို့နောက်မှာလည်း interview နဲ့ပတ်သက်ပြီးတော့နည်းနည်းလေးအရှင်းပြအောင်ပါဆိုတော့ဒါလေးခဏလေးပို့ထားလိုက်မယ်နော်ဆိုတော့ပြန်ချုပ်ရရင်မိတ်ဆွေအနေနဲ့ကိုအနေနဲ့အနည်းဆက်ဆုံးလေ့လာခြင်းလဲဆိုလို့ရှိရင် JD တွေမှာလိုက်ဖက်ပါအဲ့ဒီမှာလိုအပ်ချက်တောင်းထားတဲ့ skills တွေ requirement တွေကို like ကိုအနေနဲ့ like ဖြည့်ပါအဲ့ဒါကကျွန်တော်တို့ဒီ feed ထဲမှာလုပ်ဖို့အတွက်အလွယ်ကူဆုံးနည်းလမ်းပါပဲနောက်အရေးကြီးတဲ့ဥစ္စာအနေနဲ့ hard skill တွေပေါ့လေနော်ခုနပြောတဲ့ဥစ္စာတွေက soft skill တွေပဲဖြစ်နေတာဟုတ်ဆိုတော့ hard skill အနေနဲ့ဆိုလို့ရှိရင်ကျွန်တော် computer တွေမှာ computer နဲ့ပတ်သက်တော့ကျွမ်းကျင်ရမှာပေါ့ကိုကရုံးလေးကိုဝင်ပြီးဆိုတာနဲ့စာစီစားရတော့မှာကိုအနည်းဆုံးပေါ့ဆိုတော့လိုအပ်ချက်တွေကိုဖြည့်ရမယ်ပေါ့ဆိုတော့ရုံးသုံးစကေးတွေအနည်းဆုံးတော့ရနိုင်ဖို့လိုတာပေါ့ဗျာ Microsoft Word Microsoft ကထုတ်တဲ့ဒီ product တွေကိုကျွန်တော်တို့သုံးကြပါတယ်ဒီဖက်ရုံးတွေမှာလေ Microsoft Word တွေကိုသုံးမယ်ကျွန်တော်တို့ Excel တွေကိုနည်းနည်းလေးအနည်းဆုံးရနိုင်ဖို့လိုတယ်နောက်တစ်ခုက Microsoft Teams နဲ့ပတ်သက်ပြီးတော့တချို့စာပို့တာရှိတယ်ပေါ့ကျွန်တော်တို့ Messenger သုံးတယ်လေနော်အဲ့ဒီ Messenger ကြတော့ကျွန်တော်တို့ဒီ social life မှာဆိုသုံးကြတယ်လို့မျိုးကျွန်တော်တို့ဒီ humanitarian ဟိုပါပေါ့လေနော် organization တွေမှာဆိုလို့ရှိရင်အတွင်းထဲမှာအချင်းချင်းစာပို့တဲ့ဟာပေါ့လေနော်သူတို့ဒီပါခေါ်လဲဆိုတော့protocol တစ်ခုအနေနဲ့ကိုရှိတာပေါ့စာပို့ကြတာရှိတယ်လို့
organization တစ်ခုနဲ့တစ်ခုကလည်းအဲ့ဒီ Teams လို့ခေါ်တဲ့ Microsoft Teams ကနေပြီးတော့ကျွန်တော်တို့အသုံးကြတာရှိတယ်ဆိုတော့ Microsoft Teams ဆိုတာဘာလဲဆိုတာလဲနည်းနည်းလေး Google ခောက်ကြည့်ကြအောင်နော်အဲ့ဒီအရာလေးသုံးကြတယ်နောက်တစ်ခုက email ပို့တဲ့ဟာပေါ့ email ပို့တယ်ဆိုလို့ရှိရင်အဓိကအသုံးများတာကတော့ Gmail မသုံးဘူးဆိုတော့သူတို့မှာ Microsoft Outlook လို့ခေါ်တဲ့ဟာကိုသုံးကြတယ်ဆိုတော့နောက်တစ်ခုရပြီ Microsoft Outlook သုံးတာပါလဲဆိုတော့နည်းနည်းကြည့်လိုက်အောင်ဆိုတော့လေ့လာစရာတွေတော့အများကြီးပေါ့ဗျာဆိုတော့အဲ့ဒီဟာတွေကျွန်တော်တို့ရှိမယ်အဲ့ဒါတင်ပြီးသွားပြီလားဆိုတော့မပြီးသေးဘူးသက်ဆိုင်ရာအလိုက်ကျွန်တော်တို့ကိုကcommunication နဲ့ပတ်သက်ပြီးတော့ဝင်တာမျိုးပေါ့လေနော်အဲ့ဒီမှာ intern လုပ်ကျင်တာပေါ့ဆိုတော့ကျွန်တော်တို့နေ့ဆုံးသိနေဖို့လိုတယ်ပေါ့ digital marketing ဆိုတာပါလဲပေါ့အဲ့ဒီဟာတွေကျွန်တော်တို့သိတဲ့လူတွေလည်း digital marketing နဲ့ကျွမ်းကျင်တဲ့လူတွေ video editing တွေရတဲ့လူတွေအတွက်လည်းဒီ NGO မှာနေရာမချပါဘူးရှိပါတယ်ဆိုတော့ communication ဆိုပြီးတော့ခေါ်ကြတာရှိတယ်မိတ်ဆွေတို့အတွက်ဖွင့်ရပြီပေါ့ဆိုတော့အဲ့ဒီမှာကျွန်တော်တို့က Canva လိုမျိုးနည်းနည်းသုံးတဲ့ရင်တော့မှရတယ်ဗျာဟိုအများကြီးကျွန်တော်တို့ဒီ high level လိုမျိုးကျွန်တော်တို့လုပ်စရာမလိုဘူး video editing မှာလည်းနည်းနည်းလေးဆိုရတဲ့အနေအထားမျိုးရှိတယ်ဗျာအဓိကတော့ကျွန်တော်တို့ဒီ documentary တွေရိုက်တာမျိုးဆိုတော့ videography နည်းနည်းရှိမယ်directing နည်းနည်းရမယ် DaVinci Resolve တို့ဘာလို့လောက်ထိသွားတက်စရာမလိုဒီဘက်မှာကျွန်တော်တို့ CapCut လောက်နဲ့တင်ရတယ်အဲ့ဒီ CapCut ကိုလည်းကျွန်တော်တို့ကရုံးကနေကျွန်တော်တို့ကဝေသုံးလို့ရတယ်ဝေပေးတယ်ပေါ့နော်အဲ့ဒီမှာကျွန်တော်တို့သုံးလို့ရတယ်ပေါ့ဆိုတော့အများကြီးလဲအဲ့လောက်ကြီးဒီမှာအရင်ကြီး hype ဖြစ်တာတော့မဟုတ်ပေမဲ့နည်းနည်းလေး proficient ဖြစ်ရတယ်ပေါ့လေနော်ကိုယ်အနေနဲ့ဟို technique ဟို technology ကိုတွန်းကျင်နေဖို့လိုတယ်ပေါ့ကဲဆိုတော့အခုအားလုံးစောင့်မျှော်နေရတဲ့အပိုင်းဖြစ်တဲ့ကျွန်တော်တို့ CV Foundry နဲ့ပတ်သက်ပြီးတော့နည်းနည်းဆွေးနွေးကြအောင်ဗျာဆိုတော့ CV Foundry မှာကျွန်တော်တို့ဒီဘက်မှာလေနည်းနည်းလေးတော့ထူးဆန်းနေကြဟိုကျွန်တော်နာမည်ကဘာပါကျွန်တော်အဖေနာမည်ကဘာပါအမေကဘယ်သူပါကျွန်တော်အသက်ကဘယ်လောက်ရှိပါပြီကျွန်တော်ရဲ့ဟိုမှတ်ပုံတွေကဘာပါဆိုတာအဲ့ဒီမလို့တဲ့ဟာတွေဘာလို့ထည့်စရာမလို့ဘာလို့ဆိုတော့အဲ့ဒီဟာတွေထည့်လိုက်ခြင်းကအင်တာဗျူးမေးမဲ့လူတွေအပေါ်မှာတခုခု pressure တခုခုဖြစ်စေတယ်ဆိုပါစို့ဗျာမိတ်ဆွေကအရန်ချောမောလာပါတဲ့အမျိုးသမီးကလေးတယောက်ဖြစ်နေတယ်ဆိုလို့ရှိရင်အဲ့ဒီပုံလေးနဲ့အရန်ချောမောလာပါတဲ့ပုံလေးနဲ့အဲ့ဒီဟို CV ဖောင်မှာတင်လိုက်တဲ့ဟာနဲ့ကျွန်တော်လိုမျိုးရုပ်ဆိုးတဲ့လူတယောက်ကအဲ့ဒီတင်လိုက်ပြီဆိုလို့ရှိရင်နှစ်ခုမှာတော့တေချာတာကတော့အဲ့ဒီရွေးမဲ့လူကဟိုအမျိုးသားယောက်ျားဟိုချွတ်ဟိုပါပေါ့လေနော်ကောင်လေးတယောက်ဖြစ်နေတယ်ဆိုလို့ရှိရင်တော့မတိမသားလေးတော့သူအဲ့ဒီမိန်းကလေးပုံမှာတော့စိတ်တော့နည်းနည်းဘာကောင်းပါနိုင်နေနော်အနာသာတာစတာပါဆိုတော့အဲ့လိုမျိုးကျွန်တော်တို့ဖြစ်လို့မရအောင်လဲကျွန်တော်တို့ဘက်ကနေပုံတော်ထည့်စရာမလိုကိုယ့်ရဲ့ဟိုမထည့်နဲ့ကျွန်တော်ဘယ်သူပါကျွန်တော်ဒီအမှာဘယ်လိုလုပ်ချင်ပါတယ်အဲ့လောက်ပဲထည့်ကိုယ့်ရဲ့ biography မှာအဲ့လောက်ပဲအများကြီးမထည့် email လိပ်စာတို့ကိုယ်ဆက်သွယ်လို့ရမယ့်ဟာတို့ထည့်လိုက်မယ်ကိုယ့်ရဲ့ history ကိုထည့်မယ်ပြီးလို့ရှိရင်အရေးကြီးတဲ့ဥစ္စာဖြည့်ထားဖို့လိုတာကဘာလဲဆိုတော့ CV ကို enhance လုပ်တာပေါ့လေနော်ဘာတွေလဲဆိုတော့certificate တွေနဲ့ enhance လုပ်ရမယ် certificate မရှိသေးဘူးဆိုလို့ရှိရင်ကျွန်တော်ဘေးကနေချမလဲပေါ့ဒီမှာ free ပေးထားတဲ့ website တွေမှာအများကြီးပဲမြန်မာနိုင်ငံမှာတော့မှရှိတယ်မြန်မာနိုင်ငံမှာဆိုလို့ရှိရင်ကျွန်တော်တို့ CSO Academy တို့ဆိုလို့ရှိရင်သူတို့ certificate ပေးတဲ့ online course တွေတက်လို့ရတဲ့ဟာတွေပေါ့လေနော်ဆိုတော့သူတို့စီတစ်ချက်လောက်ဝင်ပြီးတော့ရှားလိုက်ဗျာ CSO Academy ပေါ့အဲ့မှာ free ရတယ်ပေါ့အဲ့လိုပဲတခြား free ပေးထားတဲ့ဟို platform တွေအများကြီးရှိတယ်နိုင်ငံတကာအသုံးဆိုလို့ရှိရင်တော့ disaster ready လိုမျိုးနောက်တစ်ခါကာယာလိုမျိုးUN တွေမှာဆိုလို့ရှိရင် free ပေးထားတဲ့ server တွေအများကြီးပဲ Unisec ဆိုလို့ရှိရင် Agora တို့ ION ကဆိုရင်လည်းonline platform တွေအများကြီးပဲ eCampus ဆိုလားမသိဘူးအဲ့ဒီအရာတွေရှိတယ်ဗျာဆိုတော့ Google ခောက်လိုက်ရင်ကိုအများကြီးထွက်လာတာအဲ့ဒီမှာ certificate တွေယူလိုက်ဒါပေမဲ့လိုမလိုကိုနဲ့ကိုမတွားခြင်းနဲ့ကိုမလုပ်ခြင်းနဲ့ဟိုဟာယူစရာမလိုအဓိက mandatory ဘာယူရမလဲကိုအရင်ဆုံးရေးလိုက် priority တက်မှတ်လိုက်PSC လိုမျိုးကျွန်တော်က certificate ဆိုရင်ဒါယူရမယ်ပြီးလို့ရှိရင်ကျွန်တော်တို့က gender equality လား okay gender ဆိုတာဘာလဲကိုကနည်းနည်းသိနေဖို့လိုတာဟုတ်ဆိုတော့အဲ့ဒီဟာတွေကိုကျွန်တော်ကယူလိုက်မယ်ကိုဘယ်လဲညောင်းကိုသွားကျင်တာလဲကိုအရင်တော့ကဗျာကိုကဒီဆောက်လုပ်ရေးနဲ့ပတ်သက်တဲ့ engineer တယောက်လုပ်ခဲ့တယ်ဆိုပါစို့မိတ်ဆွေကဒီဘက် fee ထဲမှာ shelter ပေါ့လေနော် shelter ပေးမဲ့ဟိုဟာမှာလုပ်ချင်တယ်ပေါ့
ခုကတော့ engineer တော့ engineer ပဲဒါပေမဲ့ shutter မှာလုပ်ချင်တယ်ဆိုလို့ရှိရင်ခုနပြောခဲ့သလိုပဲအဲ့ဒီ shutter ဆောက်ရင် minimum standard တွေဘာတွေရှိလဲဆိုတာလေ့လာဖို့အတွက် spear နဲ့ပတ်သက်တဲ့ spear project လိုမျိုးစောက်တွေဖက်ရမယ်နောက်တစ်ခုကဘာလဲဆိုတော့ spear ကနေပေးထားတဲ့ online course တွေရှိတယ်ဟိုပါပေါ့ကြော်ညာထားတော့မဟုတ်ဘူးကျွန်တော်တို့မှလည်းအဲ့ဒီ spear နဲ့ပတ်သက်ပြီးတော့တင်တဲ့နေပေးပါတယ်ဟိုအဲ့ဒီဟာလည်းမိတ်ဆွေတို့တက်လို့ရတယ်နောက်တစ်ခုကအလုတ်ခေါ်စာတွေကိုမိတ်ဆွေတို့အခက်အခဲရှိနေတယ်ပေါ့ဆိုတော့အခက်အခဲရှိနေဆိုလည်းကျွန်တော်တို့အနေနဲ့တစုတစည်းတည်းဖြစ်အောင်အတွက်ဆိုလို့ရှိရင်လည်း ampo.mm.com မှာလည်းစုပေးထားတယ်မိတ်ဆွေတို့အနေနဲ့ one stop service ပဲအဲ့ဒီမှာအကုန်တင်ပေးထားတဲ့အတွက်ကြောင့်မလို့မြန်မာနိုင်ငံမှာရှိတဲ့ဟာတွေကိုနိုင်ငံခြားကခေါ်တဲ့အလုပ်တွေပေါ့စုံပလုံကြည့်အောင်ကျွန်တော်တင်ပေးထားတဲ့ကြောင့်မလို့အဲ့ဒီမှာသွားကြည့်လို့ရတယ်ဗျာကျွန်တော်တို့စီမှာလည်းလုပ်ခေါ်ပါတယ်တကယ်လို့ကိုယ်အနေနဲ့ဒီထဲမှာကြည့်နေတဲ့ပြည်သက်ထဲမှာဒီဟိုပါပေါ့နော်တင်နေပေးနိုင်တဲ့သူတွေဒါမှမဟုတ် consultant အနေနဲ့လုပ်နိုင်တဲ့သူတွေဆိုလို့ရှိရင်ကျွန်တော်တို့ဖိတ်ခေါ်ပါတယ်ကျွန်တော်တို့တူတူလက်တွေ့ပြီးတော့လုပ်ကြအောင်ပေါ့လေနော်ဆိုတော့အဲ့လိုမျိုးကျွန်တော်တို့ဒီကို certificate တွေလိုက်ပြီးဆိုလို့ရှိရင်အဲ့ဒီ certificate တွေကိုကျွန်တော်တို့ကအဲ့ဒီ CV ပေါ်မှာပြလို့ရပြီလေနော်အဲ့ဒါဆိုရင်တော့ CV ပေါ်က enhance ဖြစ်လာပြီ experience တွေအနေနဲ့ဟိုကစေနာဝန်ထမ်းအနေနဲ့လုပ်လိုက်တယ်ဆိုလို့ရှိရင်ကဒါလာပြီအဲ့တော့ကိုအနေနဲ့တခြားသူတွေထက်ပိုသားနေပါတယ်ဆိုတဲ့ဟာပြဖို့တက်ဆိုလို့ရှိရင်အဲ့လိုမျိုးကျွန်တော်ကပြရမှာဖြစ်တယ်ပေါ့နောက်တစ်ခုက simple is the best CV ပေါင်းတွေရေးပြီဆိုလို့ရှိရင်ချုပ်ချက်နဲ့ကျွန်တော်တို့အဝိုင်းတွေအတုံးတွေလေထောက်တွေအယောင်တွေကာလာမျိုးစုံသုံးပြီးတော့ကျွန်တော်တို့ style တွေ pop style တွေကိုဟိုစောင်းလေးရေးလိုက်ဘိုးတင်လိုက်လို့မလုပ်ပါနဲ့ရှင်းလေးနဲ့ကျွန်တော်တို့ဒီပြပြလေးဖြစ်နေအောင်ရေးပါဆိုတော့အဲ့ဒီ CV ပေါင်းရေးနေနဲ့ပတ်သက်ပြီးတော့လည်းအဲ့ဒီကာယာတို့မှာဆိုလို့ရှိရင်အရန်ကောင်းတဲ့ဟို online course တွေရှိတယ်အဲ့မှာသွားတက်လိုက်အဲ့ဒါဆိုရင်ကျွန်တော်တို့ဟိုဒီနေရာမှာရှင်းပြတာတော့မှနည်းနည်းရှုပ်နေရတယ်ပေါ့နော်ဆိုတော့ပေါ်တက်လိုက်ရင်မိတ်ဆွေတို့အနေနဲ့အများကြီးသိမယ်တခါတည်းသူတို့ကသင်ပေးတာမျိုးဘေးနေရာမှာဆိုရင်ဘယ်လိုလုပ်ပါဆိုတဲ့ဟာမျိုးတော့တက်ချင်နေပြီမလားနောက်တစ်ခုကလေအရေးကြီးတဲ့ဥစ္စာတစ်ခုရှိတယ်ဒီဘက်ခေတ်မှာ technology ထွန်းကားလာတာနဲ့အများတချို့အဖွဲ့တွေမှာဘလို့ဖြစ်လာလဲဆိုတော့ cloud server တွေကိုသုံးပြီးတော့တခါတည်းသူတို့စီမှာကိုယ့်ရဲ့ CV ဖောင်လိုမျိုးကိုယ့်ရဲ့အချက်လက်တွေကိုတခါတည်းဖြည့်ခိုင်းတာမျိုးတွေရှိလာတယ်ကျွန်တော်တို့ CV ဖောင်ဖြစ်တယ်လို့ပဲအဲ့ဒီမှာသွားပြီးတော့ဖြည့်ရတာမျိုးရှိတယ်ဆိုတော့အဲ့ဒီမျိုးလည်းရှိလာပြီဆိုတော့ကိုယ့်အနေနဲ့လေစမ်းကြည့်ဖို့လိုတယ်တခါတလေမှာဒီလုပ်ကိုတော့ကိုကမချောက်ရေးသေးဘူးဆိုရင်တော့မှသွားပြီးတော့အဲ့ဒီမှာပေးထားတဲ့ link တွေမှာသွားပြီးတော့ဖြည့်ကြည့်လိုက်ဖြည့်ရင်းနဲ့အမှားတွေကြုံလာတတ်တာမျိုးရှိတယ်အဲ့လိုမျိုးအဲ့ဒီကတစ်ဆင့်လေးလာပြီးတော့မှလည်းပဲကိုယ့်ရဲ့ main ဖြစ်တဲ့ CV ဖောင်ကို improve ဖြစ်အောင်ပြန်လုပ်လို့ရသေးတယ်ဒါကတော့ show version တစ်ခုကိုကျွန်တော်ပြပြတာဖြစ်တယ်ဆိုတော့ cover letter ရေးတဲ့ဥစ္စာကလည်းအဲ့ဒီဟိုဟာတွေမှာတင်ထားတာရှိပါတယ်ဆိုတော့အဲ့ဒီမှာတစ်ချက်လေးလာကြည့်ပါနောက်တစ်ခုက AI တွေကိုအသုံးချပါဒါပေမဲ့ AI တွေကိုအသုံးချတဲ့အခါမှာအရေးကြီးတဲ့ဥစ္စာတစ်ခုကပထမဆုံးကျွန်တော်တို့ဒီကိုယ့်ရဲ့ idea ကိုရှာရေးပါပြီးမှအဲ့ဒီ idea ကို AI ကိုခိုင်းပါအဲ့ဒါဆိုလို့ရှိရင်တော့ပိုကောင်းတဲ့ authentic ဖြစ်တဲ့ဟာမျိုးကိုရလိမ့်မယ်ဒါမှမဟုတ်ဘဲနဲ့ကိုကလည်းဘာမရေးထားဘူး AI ကဒီဟာလေးတစ်ခုလောက်ရေးပေးပါအောင်ဆိုပြီးတော့ prompt ထုတ်လိုက်ပြီဆိုလို့ရှိရင် AI ကသူထုတ်ပေးခြင်းတဲ့ဟာကိုပောက်ပြရတယ်ထုတ်ပေးတယ်ဆိုလို့ရှိရင်အဲ့ဒါဒီမိတ်ဆွေတို့အနေနဲ့ဟိုဗာလဲတကယ်ကိုတင်ကျင်တဲ့ဟာမျိုးမဖြစ်တော့ဘူးပေါ့အဲ့ဒါလေးတခုတော့သတိထားဖို့လိုတယ်အလွန်ကျွမ်း AI ကိုအလွန်ကျွမ်းမသုံးပါနဲ့ဆိုတော့အခုကျွန်တော်ချင်းပြသွားတဲ့ဥစ္စာတွေကဘာလဲဆိုတော့ skills တွေကိုကျွန်တော်တို့ဘယ်လိုဖြည့်မလဲနောက်တစ်ခုကကျွန်တော်တို့အနေနဲ့ CV ဖောင်တွေကိုဘယ်လိုရေးကြမလဲဆိုတဲ့ဟာကိုပဲပြောသွားတာဖြစ်တယ်အရေးကြီးဆုံးတစ်ချက်ရှိတယ်ကျွန်တော်တို့အနေနဲ့ interview မေးတဲ့အခါတိုင်းမှာလည်းပါတယ်အဲ့ဒါကတော့ attitude ပါမြန်မာလိုဆိုလို့ရှိရင်တော့ကျွန်တော်ကဇယိုက်ပေါ့ဒီလူကကွာဇယိုက်ဆန်လိုက်တာဆိုတာဒီကျွန်တော်ဟာသူက attitude မကောင်းဘူးဆိုတာလည်းအတူတူပဲပေါ့ဆိုတော့အဲ့ဒီ attitude မကောင်းဘူးလို့ထင်သွားပြီဆိုလို့ရှိရင်အဲ့ဒီလူတွေကိုကျွန်တော်တို့ကနေရာမပေးဘူးinterview တိုင်းမှာလည်းအဲ့ဒီဟာနဲ့ပတ်သက်ပြီးတော့မေးတဲ့ tricky ဖြစ်တဲ့ question လေးတွေထည့်ထားလေးရှိတယ်ဆိုတော့ဘာကြောင့်ဆိုတော့ခုနကျွန်တော်ရှေ့ဆုံးမှာပြောခဲ့သလိုပဲဒါကဒီလူတွေအများကြီးနဲ့လောက်ရတယ်လို့ဖြစ်တဲ့ခါကျတော့အဲ့ဒီအဝိုင်းဝန်းတစ်ခုကို attitude မကောင်းတဲ့လူတယောက်ရောက်လာပြီဆိုလို့ရှိရင်ကျွန်တော်တို့ကလူသားချင်းစာနာထောက်ထားမှုဆိုင်ရာလုပ်ငန်းတွေကိုလုပ်ရတဲ့လူတွေဖြစ်တဲ့အတွက်ကြောင့်မလို့အဲ့ဒီလူတွေအတွက်နေရာမရှိပါဘူးဆိုတော့အဲ့ဒီလူတွေအဲ့လိုမျိုးမဖြစ်အောင်အတွက်ဆိုလို့ရှိရင် attitude တွေကိုကျွန်တော်တို့အနေနဲ့ပြုပြင်ပြောင်းလဲပြီးတော့ဒါမှမဟုတ်ရင်ကိုယ်မှရှိနေတဲ့ဟာလက်ရှိနေတဲ့ဟာကိုပို့ပြီးတော့ကောက်အောင်မြင့်တင်ပြီးတော့ကျွန်တော်တို့အနေနဲ့ချမှာဖြစ်တယ်ပေါ့ဆိုတော့interview ဖြေတုန်းကတော့ငါတော့
မေခွန်လေးတွေကိုတော့အဲ့ဒီ tricky ဖြစ်တဲ့မေခွန်လေးတွေကိုတော့ဖြေနိုင်ခဲ့တယ်ပေါ့အလုပ်ရပြီဆိုလို့ရှိရင်ငါအနေနဲ့ကိုနေခြင်းတို့နေမယ်ဆိုတဲ့ဟာမျိုးနဲ့လုပ်လို့မရပါဘူး HR တွေရှိပါတယ်နောက်တစ်ခုကကျွန်တော်တို့ဒီကျွန်တော်တို့မှာ highest standard အနေနဲ့ကျွန်တော်တို့နေထိန်းထားတာရှိတဲ့ကြောင့်မလို့အဲ့လိုမျိုးကျွန်တော်တို့လုပ်လို့မရဘူးပေါ့ကဲဒါဆိုရင်ကျွန်တော်တို့ဒီဗီဒီယိုရဲ့မေခွန်လေးကိုကျွန်တော်ပြန်ပြီးတော့သွားရအောင်ဗျာ2025ခုနှစ်မှာ NGO မှာဝင်ပြီးတော့လှုပ်ဆောင်ဖို့အတွက်နောက်ကျနေပြီလားလုံးဝမဟုတ်ဘူးလို့ကျွန်တော်တို့ပြောရမှာဖြစ်တယ်ပေါ့စိန်ခေါ်မှုတွေတော့ရှိတယ်ဗျာပြိုင်ဆိုင်မှုတွေရှိမယ် position တစ်ခုခေါ်တယ် announcement တစ်ခုလုပ်ပြီဆိုလို့ရှိရင်လူ200 300လောက်ကအဲ့ဒီ position တစ်ခုတည်းကိုတပြိုင်တည်းခြောက်ကြတာအဲ့လိုမျိုးကျွန်တော်တို့ခြောက်ကြတယ်အဲ့ဒီတည်းကမှကျွန်တော်ရကြတယ်ပေါ့အဲ့ဒီလိုမျိုးအလုပ်တွေရတဲ့အထက်မှာတစ်ခါမှအလုပ်မရဘူးသေးတဲ့လူကအရင်တော့ကအလုပ်ရဘူးတယ်ဒါပေမဲ့သူဒီခဏနားနေတယ်ဆိုတဲ့လူကိုကြော်ပြီးတော့အလုပ်ရတာမျိုးလည်းရှိတယ်ဆိုတော့မိတ်ဆွေတို့အနေနဲ့ဘာမှမပူပါနဲ့အဓိကအရေးကြီးတာဒီမိတ်ဆွေတို့မှာလုံလောက်တဲ့အရေးချင်းတွေရှိနေဖို့ရယ် CV ပေါင်းလှလှလေးတွေရှိနေဖို့ရယ်အဲ့ဒီဟာတွေအပြင်ကိုယ်မှာရှိတဲ့ attitude တွေကိုပြင်ဆင်ပြီးတော့ထားနိုင်ဖို့ဆိုလို့ရှိရင်တော့ဒါဒီမိတ်ဆွေတို့တဲ့ဒါခက်ခဲတဲ့နည်းလမ်းတစ်ခုတော့မဟုတ်ပါဘူးကျွန်တော်မျောလင့်ချက်အမှားတွေပြနေတာတော့မဟုတ်ပါဘူးအဓိကတော့ကျွန်တော်တို့ဇွဲချိဖို့လိုတာပေါ့လေနော်ဒီတစ်ခေါက်မှာကိုယ်အနေနဲ့အလုပ်မရလိုက်ဘူးဆိုရင်တော့မှနောက်အခေါက်တွေမှာလဲ try ဖို့အတွက်ကိုထက်က try ကြည့်ဖို့အတွက်ကိုကျွန်တော်တို့လုပ်နေဖို့လိုတယ်ပေါ့ကျွန်တော်မှတ်မိပါသေးတယ်ကျွန်တော်တို့တုန်းကလည်းအများကြီးကျွန်တော်တို့ try ခဲ့ရတယ်ပေါ့ပထမတစ်ခေါက်မှာကျွန်တော်တို့ interview ပါဖို့အတွက်ကိုမလွယ်ဘူးကိုကအဲ့ဒီမှာ CV ဖောင်လေးကိုစူးစမ်းပြီးတော့ပြင်လိုက်တယ်စူးစမ်းပြီးပြင်လိုက်တဲ့အခါမှာစီပေါင်လေးကကောင်းတော်ရတဲ့ကြောင့်မလို့ interview လေးတော့ပါလာတယ်ဒါပေမဲ့ interview ပါလာတဲ့အဆင့်အနေထားမှာလည်းကိုကတစ်ခါလေးနဲ့တန်းပြီးတော့လုပ်ရတာမဟုတ်ဘူး interview ဖြေတဲ့စကေးကိုလည်းကိုကမြင့်ရသေးတာကိုဒါပေမဲ့တစ်ခါသုံးခါဖြေလိုက်တဲ့ခါကျမှinterview မေးတာကဒီလိုမျိုးပါလားဆိုတဲ့ဟာမျိုးကိုယ်တိုင်ကိုကြသိလာတာဆိုတော့ကျွန်တော်အခုရှင်းပြနေပေမဲ့လို့မိတ်ဆွေတကယ်တမ်းဖြေရတဲ့အခါမှာမတူညီတဲ့အခက်အခဲတွေကတော့ကျွန်တော်ရှိနေပါလိမ့်မယ်ဆိုတော့အဲ့ဒီမတူညီတဲ့အခက်အခဲတွေကိုကြော်လွှားဖို့တဲ့မိတ်ဆွေမှာရှိနေတဲ့စိတ်အားထက်သန်မှုနဲ့ဇွဲလုံးလောက်ရိယကိုအသုံးချပြီးတော့ဖြေခဲ့မယ်ဆိုလို့ရှိရင်တော့ဒါအောင်မြင်မှုကမိတ်ဆွေရဲ့လက်ထဲမှာပဲဖြစ်ပါတယ်ဆိုတော့ဒီနေ့ကတည်းကလောက်ပါပဲခင်ဗျလုံးဝနောက်မကျသေးပါဘူး